မေမေတာဖုံးလို့ခြင်းနဲ့ဟဲ့တာပတ်စမမရှိရတာရဲ့မေမေရတယ်တာတင်ငယ်ချင်းတာဖုံးနေရှိရဲ့မေရဲ့တာဖုံးရှိဆိုတော့တာလို့ခြင်းတာဗောအမလီတာရဲ့မေမေတို့မှအဆင်ပြေတာတာရဲ့အဆင်ပြေဝယ်ပြီးမှာဗောတာရဲ့ဟုတ်မေဟုတ်မေမေအဆင်ပြေဝယ်ပြရမှာနော်အေးပါမေမေဝယ်ပြီးမယ်နော်ခင်အော်မကြိုင်ဘာဖြစ်တာလဲအမလီဘာဖြစ်ရမှာလဲရှင့်တာဗောကျမတာရဲ့ဖုံးလာကြည့်နေလေအမလီမကြိုင်ရဲ့ရှင့်တာဖုံးကြည့်ရပဲပေးကြည့်လိုက်ဗောဟဲ့အမလီမပေးကြည့်နိုင်ပါဘူးနင်းဝယ်ပေးလိုက်ဗောအမလီမကြိုင်ရဲ့ကျမအဆင်ပြေသေးလို့ပါအဆင်ပြေလေကျမတော့ဝယ်ပေးမှာအမလီငါတော့ပေးမကြည့်နိုင်ဘူးနော်ဟဲ့နှစ်တောင်လည်းပြောတာငါတော့အိမ်မလာသေးနဲ့အေးပါဟဲ့နင်တို့မကြိုက်ဘူးဆိုလည်းငါမလာခိုင်းတော့ပါဘူးငါတော့လည်းငါပြောထားလိုက်မယ်အေးပြောထားတားရဲ့တားဗျာမမေတားပြောတာရှိလို့လားအေးဟုတ်တယ်တားမင်းမနေ့ကလေမကြိုင်တားရဲ့ဖုန်းသွားကြည့်ရဲ့ဆိုဟုတ်တယ်မေရဲ့သူတို့ကလေကာတွန်းကကြည့်နေတာဆိုတော့တားလည်းကြည့်ရှင်လို့မေရဲ့အမေလီသားရဲ့တွားမကြည့်ပါနဲ့တော့သူ့အမြလေအမေလာပြောရတယ်သူ့တားဖုန်းကိုကြည့်လို့တဲ့အမေပြောရက်စရာအောင်မရှိဘူးဟုတ်လားမေတားလည်းဖုန်းလို့ချင်တယ်တားကိုပေးပါလားပြီးသွားရင်လေသူတို့ဂိမ်းကြီးစော့နေကြတာမြင်တားလည်းစော့ချင်တယ်အေးပါတားရဲ့တားစော့ချင်လဲမေဝယ်ပြပါမယ်နော်မေတကယ်ပြောလားအေးဘောတားရဲ့ဒါနဲ့လေတားခဏဆောင်တော့မင်းပတ်စံဆူလိုက်အောင်ဝယ်ဟုတ်မေဟဲ့တားဘာဖြစ်တာလဲမေတာဖုန်းတော့ကောက်ရတယ်မေရဲ့ဟဲဟုတ်တယ်နော်တာဖုန်းကလည်းအကောင်စားကြီးပဲဟုတ်တယ်မေရဲ့တာကလည်းဖုန်းလုံးကျင်တာနဲ့တော်ပဲအမလီတာရဲ့သူများဖုန်းမယူသားပါနဲ့အော်မမေရတယ်ပိုင်ရှင်မစကန်မရှိတာတာယူမှာပေါ့မေရလဲအော်တာနင်ကောက်ရဟုတ်ရဲ့လားသူများခိုးလာလားမဟုတ်ပါဘူးမေရတယ်တာကောက်ရတာပါအော်အေးတာကောက်ရဆိုတော့လေပိုင်ရှင်ကတော့ပြန်လာမှာပဲတာရဲ့ပိုင်ရှင်ပြန်လာတော့ပြန်ပေးလိုက်နော်မေရတယ်ဘာလို့ပေးရမှာလဲလိမ့်မပါတယ်တာရဲ့ပြန်ပေးလိုက်ပါနော်ဟုတ်မေဟုတ်ဟဲ့ခင်အော်မကြိုင်ဘာဖြစ်ပြန်ပြီလဲဟဲ့အမလီဘာဖြစ်မှာလဲရှစ်သားပါကျွန်တော်သားဖုန်ခိုးရလေအမလီရဲ့မဟုတ်တောင်ပြောစမ်းပါနဲ့အော်ဒါနဲ့လေငါသားဖုန်တုံးကောက်ရတယ်အေးဟုတ်တယ်အဲ့ဒါရှစ်သားခိုးရတာမကြိုင်ရဲ့ဟုတ်ပါမလားကျွန်မသားပြောကောက်ရတာတဲ့အမလီရှစ်သားခေါ်ပေးစမ်းပါမှလားရှစ်သားကျွန်မသားခြံထဲမှာရေလောင်းနေရဲ့အေးခေါ်ပေးဟဲ့ငါအချိန်မြောက်မြန်လို့အေးပါဟဲ့တားရဲ့တားဗျာမေတော့ခိုင်းတာရှိလို့လားဟဲ့ကောင်လေးနင်ကတော့ဖုန်းခိုးရမို့လားအော်ဒေါ်လေးဘယ်ရဖုန်းလဲဒေါ်လေးဟဲ့ကောင်လေးဒီမနေ့ကတော့ဖုန်းခိုးရလေအော်ဒေါ်လေးတိပြီအဲ့ဒီဖုန်းကတော့ကောက်ရတာဒေါ်လေးတာမခိုးပါဘူးအမလီနင်ကအပူစားမပြောနဲ့ဟုတ်ပါတယ်ဒေါ်လေးတာမခိုးပါဘူးအမလီတခိုးကလေခိုးတယ်လို့ပဲပြောရမယ်အမလီသားရဲ့သူ့ဖုန်းမနဲ့ဆိုလည်းပြန်ပေးလိုက်စမ်းပါစိတ်ညစ်ပါတယ်ဟုတ်မေဟုတ်တာပေးမှာပါတာမယူပါဘူးဒေါ်လေးရပြီနော်အမလီတခွေနော်သတိထားနေကြထောင်ချပြမယ်နင်တို့မကြိုင်ရဲ့ပြန်มาတော့ဟဲ့ရှင်းလည်းပေးသွားပြီလေအမလီပြန်มาပါမေအဲ့ဒါတခိုးတော့မဟုတ်ဘူးနော်အေးပါသားရဲ့မေလည်းတောက်ယုံပါတယ်တာတမက်ပြည့်စုံဆိုဘယ်တော့မှမယူပါနဲ့နော်ဟုတ်